ဏခဏဥစဉ်လို့ပြောဦးပါတယ်ကျောင်းမှာလည်းအတူယူကြဖို့ဥဒ္ဓမင်္ဂလာငယ်ငယ်တုန်းကပြောရင်ခုချိန်အဖွားကြီးရှိသေးတယ်မသိသေးအမေရွာသွားတဲ့အခါကျတော့သူ့မင်္ဂလာဆိုတော့ဘသူများနဲ့မှတ်တယ်ကတုံးကိုငယ်နာမည်ကတုံးနော်နာမည်လည်းလိုက်အောင်မယ်ကတုံးဖြစ်တာပါပဲအဲ့တော့ကတုံးကိုတဲ့မလုတ်တလုံးနဲ့စကားလေးလုံး꿰အောင်မပြောတဲ့ငတ်ဖြင်းကအခုဓမ္မဂတိကဖြစ်နေတယ်အဖွားချီးကျူးလိုက်တာကျုပ်နော်အဲ့တော့ဟုတ်တယ်အဖွားလို့တကူကအဲ့ဒီအပြောတွေကြောင့်ကျုပ်ကြိုးစားလာတာညီကိုနှစ်ယောက်ရှိတယ်ညီတော်မောင်သိပ်ကွက်တော်တယ်ထက်ဒီတော့အငယ်ကောင်းမယ်ကြီးကောင်းဘာမှအသုံးမကျဘူးကျန်တော့ခင်ဗျားတို့အရက်ပြောသလိုလားပြောလိုက်ပလင်မောပြောမကောင်းလို့နော်အသုံးမကျဘူးတော့ပြထားလိုက်နော်အမေပြောပုံပြောပါတယ်အပြင်းကြီးခါရရှိအကြံတုံးညံတုံးအဲ့ဒါဥဒ္ဓမင်္ဂလာဂုံပုတ်တွေသဘောပါလားစာကျက်ခိုင်းမရအောင်ဘယ်ရမလို့ကျက်မှမကျက်ပဲနဲ့စာမွဲဖြေဥဒ္ဓမင်္ဂလာရည်ရွယ်ချက်ကြီးပုံကအောင်ပြီးတာပဲဟုတ်ပလားအဲ့လိုဖြင်းခဲ့အားခဲ့ညံ့ခဲ့တဲ့ပုဂ္ဂိုလ်ပြောပါများလာတော့ဒင်းတို့ကဒီလိုလားအဲ့ဒီလိုလုံးမကြိုက်တာဆိုရင်တွေးကြသေးတာဗောငါမှလည်းလုံနိုင်တဲ့အင်အားတွေရှိပါတယ်လာဟာလေရောလဟဲဆိုထတွဲတာခုပလင်မော်ရောက်လာရှင်းလားကံကြမ္မာအဖြစ်ပြောပြန်တော့လဲနှစ်ယောက်သေးမဲလိုက်တာတောင်မှငါးရန်ကြောင်းသားဘဝတော့ကမှတ်ရမှတ်ထားတယ်ဆရာမဥဒ္ဓမင်္ဂလာကိုသိချစ်တာဖြင်းလုံးလို့ချစ်တာနော်အဲ့တော့ကွန်ပါဘူးလေးဝေတော့နှစ်ယောက်သေးပဲကြံတယ်အဲ့ဒါကိုရစေခြင်းလို့နှစ်ယောက်သေးကြံတဲ့မဲလိတ်နှစ်လိတ်ကိုသူကိုယ်တိုင်လိတ်ထားတဲ့အလိတ်ကိုအရင်ဥအောင်လိုက်ခိုင်းတယ်လာမင်းရင်နိုင်ဒီအလိတ်နိုင်တယ်ခိုင်းပြီးရောအဲ့ဒါနှိုက်ချလိုက်တာဗလာဖြစ်သွားတယ်ဆရာမထိုင်းကုန်ငိုတယ်နော်အဲ့တော့အဲ့လောက်ကံကလည်းကောင်းတာတပည့်သားမြေပြောပါအောင်ဆိုတော့ကိုယ်စကားနားထောင်တဲ့လူတယောက်မှမပါဘူးသူတို့လှုပ်ချင်တာလှုပ်ကဲခင်ဗျားတို့လိုစိတ်ဓာတ်ကြလို့ဆိုရင်ကျုပ်ဘာမှမလုပ်ရုံမရှိဘသူတွေဘလို့ဖြစ်နေကိုလှုပ်တဲ့အလုပ်ကိုအောင်မြင်အောင်ရှင်းလားအကျိုးပေးကောင်းကျုပ်မမျှော်ဘူးရှိတာနဲ့ဖြစ်အောင်လုပ်ရှင်းလားသဘောကျသလားသာသနာကိုသဘာဝကြပဲပြုချင်တယ်ဗျာပကာသနာတွေမထည့်နဲ့သဘောပါလားဦးစင်းပြောတဲ့တရားကိုသဘောကိုနားလည်သွားကြတာကိုပဲလိုချင်တာဥတုမင်္ဂလာကဘယ်လောက်တော်တာဘယ်လိုဘွယ်ကြီးတွေတတ်ထားတာဒါမလိုချင်ဘူးကျုပ်ဘာမှမလိုချင်ဘူးအကုန်ဖွက်ထားတယ်ပေါ့ရှင်းလားနားလည်အောင်ပြောနိုင်မှုလိုရင်းဒါသာသနာပြုလုပ်ငန်းမဲ့သာသနာမှာနေရင်သာသနာတာဝန်ကြည်ရရှင်းလားအဲ့တော့ဘယ်သူတွေဘယ်ဝါတွေမပြောနဲ့ကိုလုတ်တဲ့အလုပ်အကျိုးရှိမရှိဒါပဲစီစစ်ပါကြည်ရကြလားအားလုံးသဘောပါတယ်နော်အဲ့တော့မကြိုးစားပဲနဲ့တော့ကောင်းလာတယ်ဆိုတာမရှိဘူးဥဒ္ဓမင်္ဂလာနမူနာယူကြည့်ပါအကျိုးပေးကတော့ဘာတစ်ခုမှမကောင်းဘူးသို့တော့ဖြစ်သမျှအကြောင်းကိုမကောင်းအောင်လုပ်လာလို့ဒီနေ့ခင်ဗျားတို့ရှိကဆရာဖြစ်နေတာရှင်းသလားညာအမတန်ထိုင်းတဲ့ပုဂ္ဂိုလ်သိအောင်လုပ်မယ်သိရမယ်ရှင်းတယ်နော်ကိုယ်တိုင်ရောက်တော့ဆရာမတယောက်ကပြောတယ်မင်းလိုလူမျိုး10တန်းမအောင်နိုင်ဘူးတဲ့လောင်းမလားတနေ့ထဲနဲ့ one stop ချပလိုက်တယ်ဒါတောင်2လလောက်စာမကျက်ပဲဖြေတာရှင်းတယ်နော်ငကိုတော်လာလို့လားတော်အောင်လုပ်လာလို့လက်ရေးကတငယ်တန်းကျောင်းသားဘဝမှာအကုန်လုံးခြေလျအောင်ပြောလိုက်မှတခါတည်းလှုပ်เสียရှိတာအကုန်လှုပ်လို့ရအောင်နော်သူ့မင်္ဂလာပြည့်လိုက်ပုံကသူငယ်တန်းမှာဆရာမအပ်ထားတယ်သူများတွေကကာကြီးကနေအရောက်သွားပြီသူ့မင်္ဂလာဝါလုံးကိုမရေးတတ်သေးဘူးမရေးဘူးထိုင်းနေတာပြင်းတာဟိုလိုလက်ရှောင်ဒီလိုလက်ရှောင်ဆရာမအထွက်ပြခိုင်းသူများကြောက်တယ်မဟုတ်ယူပြီးသွားပြအဲ့တော့8တန်း9ရောက်တော့လက်ရေးကကြောင်ချီကိုကိုလက်ရေးကိုမဖတ်တတ်ဘူးနော်အဲ့ဒီမှာဆရာမပြောတယ်ဒီလောက်ဖြင်းတာအားတာဆိုအဲ့ဒီဆရာမကြောက်တိုင်းသွားကြော့ပါတယ်အရင်ကနော်ဆရာမကနှိမ်လွန်းလို့တွေ့သေးတာပေါ့ဆိုပြီးလက်ရေးကစ
နေ့တိုင်းတမျက်နှာကြာနာလှပ80ပါဗလာစာအုပ်ကို10ရက်နဲ့ကုန်ရမယ်ရေးတော့နောက်ဆုံးမှာပညာရေးမှုလာတိုင်းစံပြစာအုပ်ထဲမှာသူမင်္ဂလာစာအုပ်ပါသွားတယ်ရှင်းလားအဲ့ဒါအလိုလိုတော်လာလားကြိုးစားယူရတယ်ဘယ်လိုလဲကြိုးစားရင်ဒါလေးပြောချင်တာကြွားတာမဟုတ်ဘူးဗီဇကတော့မကောင်းဘူးရှင်းသလားသဘောပါသလားကောင်းအောင်လုပ်မှလုပ်ရင်ရမရရတာလေးပြချင်တာရှင်းသလားဟိအဲ့တော့ကြိုးစားသေးမကြိုးစားသေးပြီးတော့မဖြစ်ပါဘူးဆိုရင်တော့အဲ့ဒီလူတော့မလာခဲ့နဲ့အညွန့်တုံးနေပြီဖြစ်လုပ်ရင်ဖြစ်အောင်လုပ်ရင်ရှုံးသလားကြိုးစားပါမက်ဖို့ရနိုင်မရနိုင်ဒီဘဝမှာရနိုင်မရနိုင်ရနိုင်တဲ့ဣမေသသုပတ္ထဘိက္ခုတမာဝီဟရိယုအရဟံတေဟိအတ္တသုဘจิตသုဘငါဟောကြားထားတဲ့ဓမ္မခန္ဓာတွေကိုတမာဝီဟရိယုမှန်ကန်စွာကျင့်ကြံအားထုတ်နေကြတဲ့ကာလတစ်လျှောက်လုံးအရဟံတေဟိအတ္တယဟန္တာမစိတ်သုံးဘူးကွာဘုရားပြောခဲ့တာတခွန်းနဲ့ဘာခေညာခေမပါပါဘူးသီလယူကခေဒါနယူကခေအဲ့ဒါနောက်ကအထာဂရဆရာတွေလျှောက်ပြီးပွန့်ထားတာဘုရားဟောတဲ့ထဲမပါဘူးရှင်းသလားလုပ်ရင်လုပ်တဲ့လောက်တော့အဲ့ဒါပဲပစ္စတံဝေတိတ္ဘောဝိညုဟိကျုပ်ကဘုရားစကားပဲနားထောင်တယ်ကျန်တဲ့စကားရှုပ်သလားရှုပ်တယ်နော်ဦးဇင်းပြောတာရှုပ်လားရှုပ်သွားလားဘယ်လိုနေတော့သဘောပေါက်ရင်ဦးဇင်းကရှုပ်အောင်လုပ်တတ်လားဦးဇင်းကဘုရားစကားပဲနားထောင်ကျင့်တတ်လားဘုရားဒါဆိုဒါပဲဆွဲခြင်းဆွဲရင်ဥဒုမင်္ဂလာကခမည်းတော်တဲ့ပူဆွဲမှာအမေကနတ်အဖေကဓာတ်သေတဲ့တိကျရာခြေသွားတဲ့အဖေတိုက်ရိုက်တတ်ဆင်လှုပ်သွားတဲ့အဖေကမွေးထားတဲ့သားရှင်းလားမျက်ခုံးလုံးလှုပ်ပြန်ပြီးအိမ်မက်ပြန်ပြီးနဲ့အကုန်လုံးသူ့မင်္ဂလာမှာထွက်ပေါက်တယ်အကုန်ပိတ်ထားစဉ်းစားတယ်ဘုရားဟောတဲ့ထဲဒါမပါဘူးအဖေပြောတော့အဖေခင်ဗျားမဟုတ်ပါဘူးဆိုခင်မင်းမသိပါဘူးညာမမိသေးပါဘူးလောကီကလောကီတတ်တာကျေးဇူးရှင်အဖေနော်သူပြောခဲ့လို့ဒီသစ္စာသိတာအဲ့တော့အဖေသေးကနိတိသားဖတ်နှစ်ယောက်ညင်းရတယ်အဖေဟာခမည်းပြောမှသစ္စာကျုပ်သိတာပါဘယ်နဲ့ဖြစ်နေတာလို့ရှင်းသလားသေတော့မှတပတ်ပဲလို့တော့လေအဲ့ဒါဟိုတီးတီးပင်လေးရွှေ့ဆိုင်ပါဦးရရခြေပေးပါဦးနတ်တင်ပေးပါဦးရှုပ်ရှက်ကိုခန်းနေတာပဲကျင်းတယ်နော်အစွဲသိတ်ကြောက်စရာကောင်းအဲ့တော့ဒါတွေကိုခင်ဗျားတို့မလွန်မြောက်နိုင်ရင်ရဲစွမ်းတတ္တိမရှိရင်ဘယ်တော့မှကောင်းလာစရာအကြောင်းရှင်းသလားဟိအဲ့တော့ဦးစင်းကတော့ဘုရားစကားကိုပဲယုံပါတယ်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကလောကီကောင်းကျိုးအတွက်ပြောခဲ့တာလားလောကုတ္တရာကောင်းကျိုးအတွက်ပြောခဲ့တာလားလောကီကောလောကုတ်ကောပြည့်စုံအောင်ဆုံးမသွားတာပါတချမ်းဆောင်မပြောပါနဲ့ရှင်းသလားဘုရားဟာတစ်ဖက်ဆောင်နေကြီးလားဗျာဘယ်လိုလုပ်တာနဲ့ဘုရားလောကီအတွက်လည်းမလိုအောင်ဆုံးမခဲ့တာဘုရားဆုံးမတဲ့အတိုင်းနေဘာမှပူစရာဒုမှကြောက်စရာရှင်းသလားအဲ့ဒါကံရဲ့အကျိုးပေါ်အမြင်မရှင်းရင်ခုနကစောင်းတဲ့လွဲမားတဲ့အယူတွေဝင်လာဟိုလူမလားလို့ဒီလူကဲတာလို့အဖေရရခြေခိုင်းတော့အဖေပြောအဖေခင်ဗျားဘလို့မှမလုံးနဲ့ခင်ဗျားဟာကင်ဆာသေးမှာနော်အမှန်ကျုပ်ကတိတ်ခွေသွင်းထားခြင်းနဲ့တော့ကြလိမ့်နေတယ်ထင်ပါစို့လို့အဖေခင်ဗျားဘလို့မှမလုံးနဲ့သေးမှာကင်ဆာရရခြေလို့မသေးရင်ပုံနာမသာမရှိဘူးရှင်းလားရှင်းတော့ကဘေးရင်တွက်တဲ့ဘုန်းကြီးတွေလည်းဟုတ်လားသဘောပါလားသူတို့တောင်သေးတာခမရရဘာလို့ရမှာလဲရကောင်းရင်ပါတဲ့အဲ့ဒါပုံပြနေပါ
တိုက်ဆိုင်မှုတက်တက်သူအကြောင်းကောင်းလို့သူမင်းဖြစ်တာရရာအကြောင်းတော့မဟုတ်တာသိကြတယ်ရှင်းလားလက်ခံသလားဉာဏ်နဲ့ရှင်းမှဖြစ်မှကြုတ်ပြောသလောက်နဲ့မရဘူးသဘောပါလားဥဒုမင်္ဂလာတော့ကိုယ်ယုံကြည်ချက်နဲ့ကိုရှင်းပြီးသားကျုပ်တို့ပြဿနာမရှိဘူးခင်ဗျားတို့တော့အရေးကြီးနေတာကျင်ရတယ်နော်အုံဖွက်ဆိုလို့သာပျောက်ကြီးဆိုရင်အုံဖွက်မသာမရှိဘူးဟမ်တနေ့ကပြောသလိုပေါ့ဒီရေမန်းကလေးတောက်လိုက်ပျောက်သွားမှဆိုအဲ့ဒီဘုံကြီးဘာယောဂမှမဖြစ်ဘူးလားမေးလိုက်ဟမ်အဲ့ဒီရေမန်းဘုံကြီးတွေပြန်တော်မူကုန်တာဘာကြောင့်လို့သူ့ဟာသူကြတော့အုံဖွက်မလုံနိုင်ဘူးငါတို့ကြမှာအုံဖွက်လုံနိုင်တယ်ဆိုငါတို့ကညံ့ရကြတယ်ရှင်းလားသဘောကောပေါက်သလားဘု து ကိုဘု து အာကိုဟောဒီမှာထွက်လန်းရှိမရှိစေတနာလေးသာပြင်လိုက်ပါစေတနာလွတ်မြောက်နေရင်စေတနာအစဉ်တန်းမြင့်ရင်ယုံသလားဒီကံပေါ်မှာမိပြီးသွားနေရတာလည်းမသေးကြဘူးလားအဲ့တော့ဒီတိုင်းထားမှလားပြင်းယူရမှလားအဲ့ဒါကာမတက္ကတသမာဓိဋ္ဌိခေါ်ပါတယ်ဒီလောက်မှပြည့်ပြည့်စုံစုံမသိထားရင်ကံကံဤကျိုးပေါ်မှာဖုံးထားတဲ့အမောင်ဖယ်လို့မရရင်အယူမာမယ်ရှင်းသလားအဲ့တော့ကမ္မတန်မောဟတဲ့အဝိဇ္ဇာအမောင်ဖုံးထားတာတစ်ချက်ဒုတိယကဓမ္မတန်မောဟဒုတိယပါလေဓမ္မဆိုတာသဘာဝတရားဓမ္မဆိုတာသဘာဝတရားဆိုသဘာဝအရှိတရားရုပ်တရားနဲ့လောကကြီးမှာဘာနဲ့ဘာပဲရှိတော့ဒီပြင်ပါရှိသေးတော့ခင်ဗျားတို့ကျွတ်တို့ခန္ဓာမှာရှိတာလဲဒါပေမဲ့သတ္တတရားလုံးတို့ကယုံနာလို့သိတာလားတတ္တဝါလို့သိတာလားဟောငါကိုငါဟာငါဥစ္စာမယူဆခဲ့ဘူးလားတကယ်တော့ယုံမှန်ရင်ငါဟာမို့လို့ဖောက်ပြန်တယ်လားငါဟာမဟုတ်လို့ဖောက်ပြန်တယ်လားငါဟာဆိုမဖောက်ပြန်တဲ့လို့တားလိုက်ခုခင်ဗျားတို့အိုးခြင်းသလားမအိုးနဲ့လို့ပြောသိခြင်းသလားမသိနဲ့လို့တားကိုဟာဟုတ်လို့လားမဟုတ်လို့လားအိုးခြင်းတန်ရင်သိခြင်းတန်ရင်ဇာတိပစ္စယဖောက်ပြောလို့မပိုင်သေးတာသိကြတယ်ကြိုက်တဲ့ချိန်អော်လိုက်တရေနိုးထអော်ဇာတိပစ္စယအဲ့လိုဖြစ်နေရဇာတိရှိရင်ဇရာမရဏဘယ်သူတားလို့မှမွေးဖွားပြီးတဲ့ပုဂ္ဂိုလ်ဇာတိရပြီးသားပုဂ္ဂိုလ်အတွက်မအိုသေးမသေးသေးဆိုတာဘယ်တော့မှမရှာနဲ့မရှိဘူးရှုံးလားတကယ်မအိုမှာတော့ဇာတိကိုမရမှဇာတိနိယောဓာဒီလေဇာတိနိယောဓာသရမရဏနိယောဓောဇာတိပစ္စယရှင်းသလားဇာတိဖြစ်ရင်ဇာတိချုပ်ရင်အဲ့တော့သရမရဏချုပ်ချင်ရင်ဇာတိချုပ်ချင်ရင်ဘဝချုပ်မှဆိုကာမဘဝပစ္စယကာမဘဝနိယောဓာရှင်းသလားဒါမှမဟုတ်အကြောင်းရှင်းမှအကြောင်းကင်းမှရှင်းသလားအလုံးမှန်ရင်လွတ်လပ်ရေးရနိုင်မရနိုင်ဇာတိမရှိရင်ဒါကြောင့်ယဟန္တာကြီးတွေချွေးကြော်ထားတာခီနာဇာတိနောက်တစ်ဖန်ဇာတိရစရာမရှိတော့ဘူးဆိုတော့ဝိသိတံမြမစရိယမြတ်သောအကျင့်တွေလည်းပြီးသွားပြီဟမ်နောက်ဆုံးတစ်ချက်ကလေးသိတဲ့ဘောကြဖို့ခေါင်းကတံကရဏိယံပြုเสียခုခင်ဗျားတို့တရားနာလာကြတာအားကြသလားဟိုယဟန္တာကြီးတွေကတံကရဏိယံနဲ့အားသွားပြီယဟန္တာဖြစ်တော့အားသွားပြီခုခင်ဗျားတို့ကျုပ်တို့တော့မအားဆိုခင်ဗျားတို့ဘာအတွက်လုံနေကြတာလဲဟမ်ဒီနေ့စီးပွားရှာရင်သင်္ဘေဘက်ကဝေးလာသလားနီးလာသလားဟောဒါဖြင့်ဒီစီးပွားရှာနေတာသေအောင်ရှာနေတာဟမ်သဘောပါလား
ဒီသားရဲ့သမီးရဲ့စီးပွားရေးလုပ်နေတာလုံရင်းနဲ့ဟောဒါဖြင့်ဒီသားသမီးရေးလုပ်နေတာဟောခင်ဗျားတို့စဉ်းစားကြပါဦးဟမ်ပြီးအောင်လုပ်နေတာလားသေအောင်လုပ်နေတာဟာမိုက်လိုက်တာဟမ်သားရဲ့သမီးစီးပွားရေးကပြီးတယ်လို့ဒီဘဝဒီသားသမီးတွေလုပ်ပြီးရင်နောက်ဘဝကျတော့ဟောမေတ္တာလည်းကြီးမားပါပြီလေဗျာသဘောပါလားဘုမယဟန္တာကြီးတွေကြွေးကြော်သွားတာကတံကရဏီယံပြုပွဲကိစ္စဒါဖြင့်ရှင်သာရိပုတ္တရာရှင်မောက္ကလန်ရှင်ကုဋ္ဌိယရှင်အတ္တစီတို့ဒီသစာကြီးလဲပြီးတရားတွေဟောနေတာဘယ်သူအတွက်လဲသတ္တဝါဝိနည်းအတွက်သူတို့အတွက်ပါသေးလားသူတို့ကုသိုလ်လိုချင်လို့လားသူတို့အကြောင်းကောင်းအောင်လို့လားမဟုတ်ဘူးသူတို့အတွက်တော့အကြောင်းကင်းလို့အကျိုးကင်းသွားပြီနောက်ထပ်ဘာမှလိုချင်စရာရချင်စရာလဲအဲ့တော့သူတို့ဓမ္မသဝနာကုသိုလ်တွေဟာသူတို့အကျိုးပေးသေးလားဒါပေမဲ့သူမင်္ဂလာတော့အကျိုးမပေးဘူးမဟုတ်ဘူးကဲအကျိုးပေးတာကောင်းလားမပေးတာကောင်းလားမပေးတာကောင်းကျုပ်အတွက်ကြတော့ဟုတ်တော့ဗောဗျာခင်ဗျားတို့အတွက်ကောဟမ်ကျတော့ခုလူတန်းထားတဲ့ကုသိုလ်တွေမရှိဘူးလားခံယူဆောက်တည်ထားတဲ့သီလကုသိုလ်တွေရောအဲ့ဒါတွေအကျိုးပေးတာကောင်းလားမပေးတာကောင်းလားဒါပြစัจ जा မလုံးနဲ့ပေါ့ဗျာနော်နိဗ္ဗာန်မရောက်ခင်သဘောပါလားဘာလို့ဆိုတပည့်တော်တို့ကတဘွားတည်းနဲ့လည်းပြီးမှမဟုတ်တော့လုံးကုန်မလို့ရသေးဘူးမပြီးသေးတာအစပြီးမပြီးထဲကိုမစင်စားနေနဲ့ကောင်းတာလို့ရင်ကောင်းကျိုးပေးမှမျောစရာလိုသလားအဲ့ဒါခင်ဗျားတို့ကမျောကုန်မျောခြင်းဒီလိုခက်နေတာရှင်းသလားအဲ့ဒါတပည့်တော်နာမည်လေးထည့်ပေးပါဦးဟိုဟာလေးကတပည့်တော်တူထားတာအဲ့ဒါလေးတပည့်တော်ထည့်ပြောပြပါဦးသဘောပါလားအဲ့လိုဘုန်းကြီးអော်လိုက်မှသိမှာလားဘုန်းကြီးអော်မှအကျိုးပေးမှာလားစဉ်းစားဖို့ကောင်းတယ်ဗျာငါမစွဲဘူးသာပြောတာငါဟာလေးကလှုပ်ရှင်သေးတာသဘောပါသလားဟဲ့ဒါဖြင့်အကြောင်းမစင်ကြယ်ရင်တော့ဘုခင်ဗျားတို့တိုးလို့တန်းလန်းဖြစ်နေတာအဲ့ဒါပဲဒီသားသမီးတန်ရောစင်ကိုဖြတ်နိုင်သလားမြည်တွေမြစ်တွေရောမဖြတ်နိုင်ဘူးလေတရားအထုတ်ကြဆိုတော့တရားထိုင်နေရင်းနဲ့တောင်ဟဲဂယုစိုက်ကြတာမိဖို့ဘောကသဘောပါသလားဦးဇင်းတို့အဖွားပြောတာဗာခင်ဗျားတို့တော့မသိဘူးဩကာသာဆုံးလောက်လိုက်ကြအောင်ဟိုမှာဆုံးတော့လာနေပြီကလေးတွေအဲ့ဒါကြောင့်ခက်တာပဲဟောဘုရားလက်အုပ်ချီရဲ့နော်လက်ထားတာတော့ဘုရားပဲတွတ်ပွပြောနေရှင်းသလားအကြောင်းကအကြောင်းမရှင်းတော့ကြည်နက်ကလိုက်ဓမ္မတန်မောဟယုံနံကိုယုံနံပဲလို့မသိဘူးတကယ်ရှိတာတော့ယုတ်တရားနဲ့ကိုယုတ်ကိုရောပိုင်သလားကိုနံကိုရောပိုင်သလားယုံနံဓမ္မဆိုတာဖြစ်ပြီးရင်ဘာသစ္စာတွေတော့အဲ့ဒီယုတ်ကိုဖြစ်ရှင်တယ်လို့ဖြစ်သလားနံရောကိုဖြစ်ရှင်တယ်လို့ဖြစ်တာအဲ့ဒါခင်ဗျားတို့ပြောလို့ရှိရင်စိတ်တိုင်းကိုမကြပါဘူးတဲ့ဘယ်တော့ကြမှာရှင်းသလားလိုချင်နေသေးသေးပြည့်စုံတယ်လို့ကြောင်းကြနေသေးသေးအပူကင်းတယ်လို့ရှင်းသလားဟဲ့ကျန်တော့ပူရင်တော့ပူပြီးရင်ပူရင်းမဲ့ဒီပူဘယ်တော့ငြိမ်မလို့ဆိုရှင်းသလားဒါဖြင့်ယုံနာဟာသူတော်ကောင်းတို့တဏ္ဍာမှာရှိမရှိဒါပေမဲ့အဲ့ဒါကိုပိုင်သလားမပိုင်ဘူးလားဒါဖြင့်ဒီတရားတွေဟာအကြောင်းကြောင့်ဖြစ်တဲ့ရုပ်ဖြစ်ကြောင်းတရားဘယ်နှပါလဲပြောပါလိမ့်လေဒီအကြောင်း၄ပါးမစုံမဲနဲ့ရုပ်တရားနာမ်ဖြစ်ကြောင်းတရားဘယ်နှပါလဲဘာနဲ့ပါလဲအာယုန်နဲ့မျက်စိနဲ့စင်းတဲ့တိုက်ဘာစိတ်ပေါ့မြင်စိတ်ဘာလို့ပေါ်တော့မျက်စိနဲ့အဲ့ဒါမှအာယုန် द्वार လို့မဖြေနဲ့အာယုန် द्वार ဆိုတာရောစိတ်တာမျက်စိဆိုတာကသိကြပြီးသားမြင်စိတ်ဆိုရင်မျက်စိနဲ့ကျန်တာတိုက်လို့မရဘူးရှင်းလားအဲ့ဒါဓမ္မခေါ်ငါဘာလို့မြင်နေတာတော့မျက်စိနဲ့အဲ့ဒါငါမြင်တာလားမြင်တတ်တဲ့သဘောလားမြင်တတ်တဲ့သဘောရှိလို့ကြားတတ်တဲ့သဘောရှိလို့မြင်တတ်တဲ့သဘောကငါလားယောက်ျားလား
မိမလားမျက်စိကမြင်ရင်ဘာလို့မျက်စိကမြင်ရင်ဘာလို့အစင်းမျက်စိကမြင်ရင်ဘာလို့အစင်းကလွယ်ပြီးမြင်စရာအဲ့ဒီမှာယောက်ျားမိန်းမပုဂ္ဂိုလ်တ attva ပါသလားဟောစောဂျွန်စောဒါရိုက်တာရင်စမ်းမိပါသလားဟဲ့စပိုင်ချစ်သူတွေပါလေသဘောပါသလားကျုပ်လည်းအဲ့လောက်ထိပဲသိတယ်နောက်ဟာတွေမေးလို့မရသေးဘူးနာမည်တွေရှုပ်နေလို့တဲ့သူတို့လည်းဘယ်ဟာဆွဲရမှမသိဘူးတဲ့သဘောပါတယ်နော်နောက်ကထောက်လန်းကြီးကအပြည့်စုံမပြောဘူးဗျအဲ့ဒီခင်ဗျားတို့ဆွဲတဲ့ကိုရီးယားကားတွေလာတဲ့ချိန်သူ့မင်္ဂလာပလင်ပေါ်ရောက်နေတော့အဲ့ကိုရီးယားနဲ့ကျုံနဲ့မတည့်ဟုတ်ပြီနော်အဲ့တော့သူတို့မေးရတယ်ဘယ်မင်းသားနာမည်ကြီးနေတာလို့ဆိုအခုစပိုင်ချစ်သူရဲ့နောက်မှာထင်းထင်းပေါ်ပေါ်မပါလာသေးဘူးတရင်ရရင်လည်းပေးကြပါဦးတရားပွဲထဲမှာမော်ဒယ်အောက်နေလို့ရှင်းတတ်သလားအဲ့တော့ဒီမှာယုံနာဓမ္မဆိုတာအကြောင်းနဲ့အကြောင်းဖြစ်ရင်အဲ့ဒါဆက်သွားမယ်ပစ္စယတမ္မောဟဗါလဲလေအကြောင်းအကျိုးပေါ်မှာအမှောင်ဖုံးထားဗါလဲလေအကြောင်းအကျိုးနားမလဲပဲနဲ့လေအမှန်သိတယ်ပြောလို့ဒါမို့ကျေးဇူးရှင်ဘုရားဆရာတော်ဘုရားကြီးကပရိစ္ဆသမုပ္ပါဒေသနာကိုဥတည်ပြီးမှဟောတယ်ဘာလို့လဲဆိုတော့ပရိစ္ဆသမုပ္ပါသိမှတရားသိရှင်းလားအဲ့ဒါစောရကတက်เสียရှိသေးလားဘုရားကိုယ်တိုင်ဟောတာယောပဋိစ္စသမုပ္ပါဒံပတ္တိသောဓမ္မံပတ္တိယောအရှင်ပုဂ္ဂိုလ်သည်ပဋိစ္စသမုပ္ပါဒံပဋိစ္စသမုပ္ပါဟုဆိုရသောအကြောင်းအကျိုးဒေသနာအစဉ်ကိုပတ္တိတွေ့သည်မြင်သည်သိသည်ဖြစ်ပါအပ်သောထိုပဋိစ္စသမုပ္ပါအကြောင်းအကျိုးဒေသနာကိုတွေ့သောသိသောမြင်သောပုဂ္ဂိုလ်အားသာလျင်ဓမ္မံတရားတော်ကိုပတ္တိတွေ့သည်သိသည်မြင်သည်မြည်၏ပရိစ္ဆသမုပ္ပါသိမှတရားသိပရိစ္ဆသမုပ္ပါမြင်မှပရိစ္ဆသမုပ္ပါတွေ့မှရှင်းသလားအကြောင်းအကျိုးပေါ်ဉာဏ်မရှင်းသေးဘဲနဲ့တရားကိုနားလည်ပြီလို့ပြောလို့ဒါမို့တရားတစ်လုံးလေ့လာပြီဆိုရင်ဒီတရားရဲ့အဓိပ္ပာယ်ဟာဘာလဲဘယ်အကြောင်းကြောင့်ဖြစ်တာလဲဘယ်လိုအကျိုးတရားရှိသလဲဒီလိုလေ့လာမှအပြည့်စုံသိတယ်ရှင်းသလားကဲရုပ်သဘောလေးကြည့်သားရုပ်ပဲသဘောရှိတယ်အဲ့ဒါရုပ်ကယ်လို့ကြည့်ရင်ဖောက်ပြန်တာတွေ့ရမယ်အဲ့ဒါရုပ်ရဲ့အဓိပ္ပာယ်ဟုတ်ပြီနော်ဘာကြောင့်ဖောက်ပြန်တယ်လဲအကြောင်းတရားပြန်ကြည့်တော့ရုပ်ကိုထောက်ပံ့ထားတာကံအဲ့တော့ကံမှာလည်းအကောင်းဆိုးတွေဒွန်တွဲပြီးလှုပ်ထားတဲ့အတွက်ကံဖောက်ပြန်ရင်ရုပ်လဲစိတ်ဖောက်ပြန်ရင်ရုပ်လဲတခါရုပ်ဖွဲ့စည်းထားတာဓာတ်ဗန္ဓပါသဘောတူလေလားဆန့်ကျင်ဘက်တွေဒါဖြင့်ဆန့်ကျင်ဘက်အကြောင်းတွေပေါင်းစုံထားတဲ့အတွက်ရုပ်မှန်ရင်ဒါဖြင့်အကြောင်းကိုကဖောက်ပြန်နေလို့ဒါဖြင့်ဖောက်ပြန်နေတဲ့အတွက်ဘာကျေးဇူးများသလဲဆိုတော့ဖောက်ပြန်ခြင်းကြောင့်ချမ်းသာသလားဆင်းရဲသလားဘာသစ္စာအဲ့တော့ယုံမှန်ရင်ဘာသစ္စာတော့အဲ့တော့ယုံရလို့ချမ်းသာတယ်ဆိုတာရှင်းတတ်ကြလားအဲ့ဒါကြောင့်မို့ဆွေမျိုးများလေလေပစ္စည်းများလေလေရှင်းတတ်ကြလားအပေါင်းအသင်းများလေလေဖိစ္ဆာတွေဘလူပြန်ဖတ်ကိုမောလို့ရှင်းသလားအဲ့တော့ကောင်းပြီကြည်ပစ္စယတမ္မောဟအကြောင်းအကျိုးပေါ်ဉာဏ်မရှင်းသေးသမျှလမ်းမှန်မရောက်ရှင်းသလားသစင်ချင်းတို့ကဖြိုးလာပထမကံကံရဲ့အကျိုးကိုသိရခုခင်ဗျားတို့ကံကံရဲ့အကျိုးကိုယုံသလားယုံရင်တခြားအာကိုမရှာနဲ့တော့ကောင်းအောင်သာလုပ်နေရှင်းသလားသူ့အကျိုးပေးကဘလို့လာအကျိုးပေးမကောင်းတာဟာအကြောင်းမကောင်းခဲ့လို့ဆိုတော့အကြောင်းဆိုတာလဲကံပဲကိုပြုတ်ထားတဲ့အကြောင်းမကောင်းရင်အကျိုးပေးမကောင်းနိုင်အဲ့တော့အရင်ကဟာကိုပြင်လို့မရတော့ဘူးခန္ဓာခံလိုက်တော့သို့တော့လောကဓာတ်ကိုခံရင်းနဲ့လဲဆင်းပေးပြီးငုံစုံဖြစ်နေလဲရမလားကောင်းအောင်ကြိုးစားနေကုန်းယုံထားရှင်းသလားနော်နဲ့နေပြီဆိုပြီးလက်လျှော့လိုက်ရင်တော့မြုပ်သွားမှာပဲရတဲ့အစဆွဲပြီးဆွဲတဲ့
ကျင်းသလားနောက်ဆုံးတပည့်တော်ယုံတော့ယုံတယ်မလွတ်လိုက်ဘူးဆိုရင်ရှုံးမလားမြတ်မလားဇနက်ကသမုဒ္ဒရာလည်းဘာလို့ကူးတယ်နော်ဘယ်နှစ်ရက်ကူးอ่ะခொနရက်ပြီးရင်လည်းအာဟာရပြတ်ပြီးသေတော့မှာဟုတ်ပြီနော်အဲ့ဒီမှာမဏိမေခလာကမေးကမ်းမမြင်လမ်းမမြင်ကြီးဘာလို့ကူးနေတာတော့လွတ်အောင်ကူးနေတာဘာလို့အောင်ကူးလဲလွတ်မှမလွတ်နိုင်ပဲတဲ့မလွတ်နိုင်တာကြီးကိုသင်ကူးနေတာမိုက်မဲရမကြဘူးလားတဲ့ဆိုမမိုက်ပါဘူးတဲ့အခုနတ်သမီးနဲ့တွေ့နေရတယ်ဟမ်ငါ9ရက်သာကူးမထားရင်မင်းနဲ့မတွေ့ဘူးတဲ့ဒါအမြတ်ပဲရှင်းလားခုလည်းနိဗ္ဗာန်မရလိုက်ခြင်းနေပါစေကူးလိုက်ရတာအမြတ်ကြပြန်မေးပါမယ်ဗျာပြန်မေးမှရမှာဘူးခုနရှုံးထားတာဆိုတော့ဟမ်ကူးတာကူးလိုက်ရတယ်ကူးတော့ကူးရတယ်မလွတ်ဘူးဆိုရင်ရှုံးသလားမြတ်သလားဩအမြတ်ရှာတာဗျာအဲ့ဒါခင်ဗျားတို့ပြင်းနေတာအဲ့ဒါမလွတ်နိုင်ဘူးဆိုအိတ်နေတာကိုအိတ်နေရင်ဒီအကြောင်းကံကရပါမလားကူးစားရှိမှကူးနိုင်တာခင်ဗျာကျေတတ်သလားအယကုတို့ရေကူးတာကူးပါဗျာမရှုံးစေရဘူးကျေတတ်သလားဘာမှမလုပ်ပဲထိုင်နေတာနဲ့ဆိုင်ရင်ကူးနေရတာကကျေတတ်သွားပြီလားအားလုံးသဘောပေါက်ပြီလားကိုယ်တော့မလွတ်ရင်ရှုံးတယ်ဆိုလို့ပါဟမ်ရှုံးသလားပြတ်သလားကူးဘူးမှကူးတတ်တာကူးတတ်မှလွတ်မှအခုငါတို့လွတ်အောင်မကူးနိုင်ဘူးဆိုတာမကူးတတ်သေးလို့မလေးသူတို့ပြောလိုက်ရင်အဲ့ဒါပဲလွတ်နေတာဘုန်းကြီးကကိုအစင်ချပေးမှကူးဘူးမှကူးတတ်တာခမညာကူးဘူးမှကူးတတ်မှလွတ်တာအခုငါတို့မလွတ်သေးဘူးဆိုတာမကူးတတ်သေးလို့မကူးတတ်သေးတာကမကူးဘူးလို့ဒါရှင်းသလားဒါဖြင့်နောက်ဆုံးကူးဘူးတယ်ရှိအောင်တော့အဲ့ဒါအကြောင်းအကျိုးပဲဗျာပစ္စယတန်မောဟဆိုတာအဲ့ဒါပြောတာခင်ဗျားတို့ကရမှလှုပ်ချင်တာကိုလှုပ်နေလှုပ်လို့ရနေတာမြင်မှမမြင်မဲနဲ့ရှင်းသလားကျေးဇူးရှင်မိုးကုတ်ဆရာတော်ဘုရားကြီးပြောမှုပါတယ်တပည့်တော်တရားထိုင်နေတာဗျာဘာမှမတွေ့ဘူးမတွေ့တူတော့မလှုပ်ချင်တော့မဟုတ်ပါဘူးမင်းလှုပ်နေတာအမြတ်ပါဟမ်သဘောပါသလားဟင်ဘာမှမတွေ့မှသိနေတယ်လေကွာတဲ့အဲ့ဒါတမာတတိတဲ့ရှင်းသလားအဲ့တော့ဘာမှမတွေ့တဲ့ထဲကအာထုတ်နေတယ်တမာဝါယမအာထုတ်နေလို့တွေ့မတွေ့သိရတာပေါ့ရှင်းသလားဒါဖြင့်တမာဝါယမရမရတခါတရားကိုအားဆိုင်ထုတ်တော့ကိုယ့်ကိုယ်တွေ့မှမတွေ့မှရှိမှမရှိမှမသိရဘူးလားသိရရင်တမာတိရောမရဘူးလားအမင်းမသီလမဲ့ခင်တမာတိမဲ့ခင်နေကျုပ်ခိမ့်နေပြီကွာဟင်တခါတွေ့တယ်မတွေ့ဘူးတော့ဆုံးပြနိုင်နေတယ်ဆိုတော့မိဟာပညာမဲ့ခင်ရှိနေတယ်ရှုံးလားလုံးဝမရှုံးတာဒီအလုပ်ပဲရှင်းလားကြံတဲ့အလုပ်လှုပ်ရှားအလုပ်အရှုံးမြတ်ရှိတယ်ဒီအလုပ်ကအရှုံးဘယ်တော့မှမရှုံးနိုင်တဲ့အလုပ်သုလပန်မှတ်မိသလားရှင်သုလပန်လေ3လကို4ပါဒရှိတဲ့ဂါထာတစ်ပုဒ်ကျက်တာမရသို့တော့ဘုရားကရဇောဟန္တနံအဘို့ဖြူပိုင်းလေးပေးလိုက်ပြီးတော့ညစ်ပေတတ်တယ်ညစ်ပေတတ်တယ်နဲ့ဒါလေးလှုပ်ပြီးတော့ကြည့်လိုက်တာဘာဖြစ်သွားလဲဒါလည်းအကုန်သိတယ်အဲ့တော့သူဘာလို့ကျွတ်ခဲ့လဲဆိုအကြောင်းပြန်ကြည့်တော့ဒီအဝတ်ဖြူပိုင်းလေးနဲ့ရှင်ဘရင်ဖြစ်စဉ်ကာလတိုင်းကန်းလှဲ့လေတော့ကိုမျက်နာကိုသုတ်လိုက်တာမသုတ်ခင်ကအဖြူလေးသုတ်သွားတော့ဩညစ်ပေတတ်တဲ့တရားပါလားမမြဲပါလားလို့တစ်ချက်ကလေးပဲနှလုံးသွင်းမှုတယ်ခုဘသူကိုယ်တိုင်ချွတ်ကျောင်းဘဝစောင့်နေတဲ့သူ့အကိုသုလပန်မဟာပန်ကသုလပန်4လဂါထာတစ်ပုဒ်ကျက်တာမရလို့သွားမင်းသာသနာနဲ့မထိုက်တန်ဘူးတဲ့လူထွဲတယ်ဟုတ်ပြီနော်သာသနာကိုစောင့်ရှောက်တဲ့နေရာမှာဒီပုဂ္ဂိုလ်ထူးချွန်တယ်လို့ဘုရားကဘွယ်တူးပေးခဲ့ရတယ်ညီကိုချင်းလည်းမညာဘူးသုံးမရရင်တော့သွားတော့သာသနာတဲ့မနေနဲ့ဟုတ်ပြီလား
ဒါပေမဲ့ခစ်တော့ပြောင်းသွားပါပြီခုခင်ဗျားတို့အိမ်ကသုံးမရတဲ့လူတွေကြောင်းတာပို့လိုက်ပါရှင်းလားအဲ့ဒါသာသနာကဘယ်နဲ့ဘယ်ညာဝေဖန်သေးတယ်ကျုပ်ကဒီလူတွေကိုလေဟိုစိတ်ထဲကရှိတဲ့အတိုင်းပြောရင်လောက်ဆိုသဘောပေါက်ကဲလှုပ်တယ်မလှုပ်တယ်ကိုရှိတာမကောင်းတဲ့သာသမီကြမှာသွားကြောင်းပို့လည်းပြောသေးသာသနာကိုဘယ်နဲ့ဖြစ်တယ်ဘယ်နဲ့ဖြစ်ဘယ်ညာဖြစ်တယ်လဲဝေဖန်နေသေးတယ်မလီကိုတော်တွေကဘယ်နဲ့ဘယ်ညာဆိုတော့မင်းတို့ပို့ထားတယ်ကြောင်းပို့ထားတာအကောင်းပို့ထားတာလားမကောင်းတာပို့ထားတာသဘောပါလားဘုန်းကြီးဆိုရင်အစုံနဲ့အပြတ်ကြီးသုံးရတာဟမ်ကျင်တတ်သလားဟိုအာသုဘပစ္စည်းကြမှာဟမ်ထမိန်ကြီးနေကထိုင်လှုပ်ပေးလို့လှုပ်ပေးဟမ်သဘောပါလားအဲ့ဒါအခုဒါမို့ရှောက်လန်းမှာမခင်းနဲ့ပြောထားတယ်ဖားကန်ကြတဲ့ဦးဇင်းတို့အစီအစဉ်ပြောင်းပေးထားတယ်တပည့်တွေခင်းပါတွေခင်းနဲ့အမေသူတို့ပူဇော်ခြင်းတာအင်္ဂါဝီနီးတိုင်းပြောမယ်မိမတွေသုံးဆောင်နေတဲ့ပစ္စည်းကိုဘုန်းကြီးယဟန်ကထိကိုမထိရဘူးမိမအသုံးဆောင်မှသိသိနဲ့ထိလိုက်ရင်ကိုအာဘတ်တဲ့နဲ့ကွာရှင်းလားအဲ့ဒါ6ရောက်ဖမ်းဆွဲထားတော့ဒါရှောင်းလင်ဘုန်းကြီးမလို့နှုတ်ဝဲမောက်ရလဲတာကြားလားကြီးညိုတာကြီးညိုပါဒါပေမဲ့အကြောင်းကျိုးလေးသိပါဦးသဘောပါသလားဒီမှာလက်ကလေးချီရောက်နေတယ်အောက်လည်းမရတာမဟုတ်ဘူးရက်တောင်ကြီးနဲ့ဘုန်းကြီးဆိုတာအဲ့ချိန်ကသိခံလို့ရတာသိလွယ်တာမဟုတ်ဘူးဟမ်ဘောလုံးသမားလို့ပြေးလာလို့မှမရပဲဗျာသဘောပါလားအောက်မြင်တာမဟုတ်ဘူးအဲ့ဒါအမတ်တပတ်6ရောက်လမ်းကင်ဖဆိုဒီကဒုက္ခအဲ့တော့6ရောက်ကင်ထားရင်မိမလက်ပဲဆိုတာသိရင်မလှုပ်လို့မရဘူးသူမင်္ဂလာလည်းဒါသိကျွမ်းတာကင်လိုက်ပြီဆိုဒါမိမပဲသိတယ်သိလှုပ်မရဘူးရှင်းသလားလှုပ်လိုက်ရင်အာဘတ်တဲ့ရှင်းသလားအဲ့ဒါကိုကစင်ကြယ်အောင်ထိရမှာအလုံးနားလဲပေးပါသဘောပါသလားပူဇော်တာကိုအထူးကျေးဇူးတင်ပါတယ်တို့တော့ကျုပ်တို့မှာအနေခက်နေတယ်ဟမ်အာဘတ်ကမသိမဟုတ်ဘူးသိနေတာပဲရှင်းသလားအဲ့တော့ဒါတွေအကြောင်းအကျိုးနားမလဲတဲ့ခါကျတော့ကိုထင်ရလုံနေတာအဟုတ်မှန်တယ်သဘောပါသလားဟမ်အာဘတ်ကမသိမဟုတ်ဘူးသိနေတာပဲရှင်းသလားအဲ့တော့ဒါတွေအကြောင်းအကျိုးနားမလဲတဲ့ခါကျတော့ကိုထင်ရလုံနေတာအဟုတ်မှန်တယ်သဘောပါသလားကြည်ရောရှင်းတတ်ကြလားအဲ့ဒါအရေးကြီးတာမလီအကြောင်းအကျိုးကိုကောင်းကောင်းနားမလဲရင်အမှန်မှမသိအမှန်မှအကောင်းမှမသိအဆိုးမှဆိုတော့အပြစ်တွေသင်ကုန်ကြတယ်ဆိုတာမသိကြဘူးလားဒါဖြင့်တို့ပြင်သင့်မပြင်သင့်ကြိုးစားသင့်မကြိုးစားသင့်အကြောင်းကောင်းမှသိကြပြီနော်ကဲကောင်းပြီဒါဖြင့်ကြည့်အောင်ပထမကကမ္မတံမောဟကံရဲ့အကျိုးပေါ်ကိုယုံကြည်ရမယ်နောက်ဓမ္မတံမောဟလောကမှာရှိတာယုတ်တရားနဲ့ဟောတာပေါ့အဲ့တော့ဒီနေ့ဒီချိန်ထိဟောခဲ့သမျှတွေပြန်စဉ်းစားကြည့်ရင်တို့အကြောင်းပြင်လို့ရမရအကျိုးပြင်ရမလားအကြောင်းပြင်ကိုခင်ဗျားတို့ကအကျိုးကောင်းအောင်တော့မျှော်နေတယ်အကြောင်းကောင်းအောင်တော့မပြင်ဘူးဆိုရင်ကောင်းတဲ့အကျိုးရပါမလားဒါဖြင့်ဟိုအကျိုးကိုမျှော်နေရမလားကောင်းအောင်လုပ်နေရမှာဒါဖြင့်ဖြစ်သမျှအကြောင်းမကောင်းအောင်လုပ်တော့ကာမဘဝလုပ်တော့ကာမဘဝကလေးသာပြင်လိုက်ရင်တို့လွတ်လန်းရှိမရှိဒီမှာကျေးဇူးရှင်မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ဉာဏ်တော်ကိုပူဇော်ခွင့်မရဘူးလားဒါဖြင့်တို့စေတနာသာပြင်လိုက်ရင်စေတနာလွတ်မြောက်ရင်ဘဝလွတ်မြောက်မယ်စေတနာအစင်တမ်းမြင့်ရင်ကျင်တတ်ကြလားဟိအဲ့တော့ငါဖို့ငါဥစ္စာဖို့ပဲလုပ်မလားသာသနာအကျိုးလုပ်ကြမလားအဲ့တော့လောကမှာငါကိုငါဟာငါဥစ္စာဆိုတာရှိသလားတရားအလုံးကဖြစ်ပြီးရင်ဘာသစ္စာလဲသိတဲ့ဉာဏ်ကမဲ့တဲ့သမမကံကသိရင်ဒီဘက်ကလွဲမားတဲ့လောဘဒေါသမောဟတဏမာနဒိဋ္ဌိတွေလာအောင်မလားမလာရင်ဒီဘက်ကခန္ဓာဒုက္ခတွေရအောင်မလားခန္ဓာဒုက္ခရခြင်းလို့ရတာလားအလုတ်လွဲလို့ရတာလားအလုတ်မှန်တဲ့ဉာဏ်သာဥစည်းသွားရင်ခင်ဗျားတို့လွဲเสียအကြောင်းအဲ့တော့အသေးမဥခင်ဉာဏ်ဥဖို့ဆိုရင်ကြိုးစားအားမထုတ်ဘဲနဲ့တော့
မပြင်ပဲနဲ့တော့ပြင်မသိကြသလားအားလုံးကသဘောပေါက်သလားအဲ့တော့ဒီတိုင်းပဲငုံစုံပြခံနေမလားရအောင်ပြင်မလားတရားဟာလုံးတလောက်တော့အရှုံးအာမခံပါတယ်မရှုံးရသေးရပါဘူးကျင့်တတ်သလားဒီတော့ဒီဝိုးဖြူကိုင်းလေးနဲ့တာမွေကရဘူးတာနဲ့ဘုရားဟောတော့သူ့မှာကျွတ်တန်းဝင်သွားတယ်အနိစ္စတစ်ချက်ပဲသိတာခုခင်ဗျားတို့လိုရုပ်တည်နာနေတောင်သူနာဘူးသလားမနာဘူးရင်သူ့တဲ့တို့ကအစင်တန်းအများကြီးမြင့်နေတယ်သို့တော့နေရင်ထိုင်ရင်တော့မြင့်လာမှာမဟုတ်ဘူးမြင့်အောင်လုံးမလွတ်အောင်လုံးမကျင့်တတ်သလားဒါဖြင့်တတိထားပညာနဲ့ကြည့်ကိုယ်ယုံနာခန္ဓာဟာမြဲတဲ့ခန္ဓာလားမမြဲတဲ့ခန္ဓာအဲ့ဒီမမြဲတဲ့ခန္ဓာချမ်းသာသလားဆင်းရဲသလားဒါဖြင့်ဘယ်ချိန်ကြည့်ကြည့်ဖြစ်ပြီးတော့ဘာသစ္စာသိတဲ့ဉာဏ်ကသေတာကနောက်ခန္ဓာမလာတာကသစ္စာဘယ်နှချက်ကဟေးကဲတော့သစ္စာ၄ချက်တစ်ပြိုင်တည်းကြိုက်မှသာလျင်တန္တရာဝတ်တွင်းကလွတ်ကင်းနိုင်မှာဖြစ်တဲ့အတွက်မမေ့မလျော့မပေါ်ဆသောတတိတရားမလျှော့သောဇွဲလုံးလလက်ကင်ထားပြီးတော့မိမိကိုယ်ကိုမိမိကောင်းစွာပြုပြင်နိုင်အောင်ကြိုးစားကြပါစို့လို့တိုက်တွန်းရင်းနဲ့နားကြစို့တော်တို့ကိုဟောကြားရာနာ